ကလစ်ပန်ပြိုသူတော်လန်ကလစ်ကာတို့အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့ Clicker Universe YouTube channel လေးကနေပြီးတော့တဖန်ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ရဲ့ဒီချိန်လေးကတော့ Clicker Universe ရဲ့ wine order တူဖြစ်တဲ့ကျွန်တော်ရဲ့ပြန်လည်မျှဝေတင်ဆက်ပြမယ့်ချိန်လေးကိုကြားရောက်လို့လာတာပေါ့ဗျာကျွန်တော်ဒီနေ့ Clicker တို့ကိုပြန်လဲပြီးတော့အမြောက်ပြသွားချင်တာလေးကတော့ဆရာအကြီးတော်ရဲ့အမတ်တရားအနေနဲ့ဆရာရေးသားခဲ့တဲ့အစာအုပ်လေးဖြစ်တဲ့ခလောင်ကြီးဆိုတဲ့အစာအုပ်လေးရဲ့အခန်း21လေးကိုဆက်လက်ပြီးတော့မြောက်ပြချင်ပါတယ်ခင်ဗျ။မြောက်ဝင်ခွင့်ပြုပါလို့လေဆရာအကြီးတော်ရဲ့သက်ဆိုင်သူအားလုံးကိုကျွန်တော်မေတ္တာရက်ခံခွင့်ပန်ပါတယ်ခင်ဗျာ။ကဲကလေးကားတို့ရေအခုတစ်ခေါက်ကတော့ခလောက်နီကြီးရွာနဲ့အဲ့ဒီအနီးနားပတ်ဝန်းကျင်ကြီးရွာတွေမှာဆိုင်ဘုတ်တင်ပွဲကျင်းပမလို့တဲ့ဗျဘလူးတစိမ့်တွေဘလူးအမတ်တစိမ့်တွေအမတ်သားလေးတွေနဲ့ရွာဆိုင်ဘုတ်တင်ကြမလဲကျွန်တော်တို့သွားပြီးတော့ဆက်စုလိုက်ကြစို့ဗျလိုက်မယ်မလားသိပါတယ်အဖေဆက်စရာနှက်ခေါမလို့ဆိုတာအခန်း21ခလောက်နီကြီးရွာတွင်ဖြစ်သည်ရခင်ကဘာအမတ်တင်ညာမှမရှိခဲ့သောခလောက်နီကြီးရွာတွင်အထင်ကရရွာဆိုင်ဘုတ်စိုက်ထူရန်တိုင်ပင်ကြသည်ဟာရွာရဲ့ဆိုင်ဘုံမို့အလေးမထားလို့မရပါဗျာမေရင်ဒီစမ်းကြမ်းများနဲ့အသေးချာတွက်ချက်ပြီးတော့လူအများရဲ့အလိုအရတော့အသိကောင်းနမိတ်လက်ကောင်းဖြစ်စေရန်ရွာရဲ့အရှိတ်ရွာဝင်ဝနိုင်တာဆိုင်ဘုံတင်သွင်းကြောင်းအဆိုတင်သွင်းရပါသည်ရွာဆိုင်ဘုံတင်မှုကိုပင်ရေးကြီးခွင့်ကျဲဖြစ်နေကြသည်ဟာရွာဆိုင်ဘုံမို့အရေးမထားလို့မရပါမေရင်စမ်းကြမ်းများအသေးချာတွက်ချက်ပြီးလူအများရဲ့အလိုအရာအသိနမိတ်ကောင်းဖြစ်စေရန်ရွာအရှိတ်အဝင်ဝနိုင်ဆိုင်ဘုတ်တင်တင်ကြောင်းအဆိုကိုထောက်ခံပါသည်ဤနဲ့ပွဲပြတ်သွား၏အဆိုတင်သွင်းသူရောထောက်ခံသူရောရှိနေမှာတော့ဘာလိုအပ်တော်သည်သို့တော်လည်းလိုပါသေးသည်ရွာဤဆိုင်ဘုတ်ဆိုတော်ညလည်းအမတ်တင်ညာဖြစ်စေရန်အတော့အထင်ကရရုပ်ပုံတစ်ခုအားလိုအပ်အုံမြူထင်ပါသည်ဥပမာအချိုးရွာများဆိုရင်ချင်းသိရုပ်အချိုးရွာများဆိုဟင်းသာရုပ်အချိုးရွာများဆိုရဟန်းသာရုပ်ဘေးနာကမြင်းကတဲ့ရွာ၌ပင်ကစုံပေါက်နေသောမြင်းရုပ်စသဖြင့်အမတ်သားပြုကြ၍ကျွန်ုပ်တို့ဤခလောက်နီရွာ၌လည်းဤနယ်အထင်ကရအယုတ်တကူကိုပြုမှသာလျှင်ခံကြမည်ဖြစ်ကြောင်းသင်များအပ်ပါသည်ခံများရွာ၌စီယိုးပင်မရှိသို့တော်ညာအထင်ကရအယုတ်တကူနှင့်ကိုစားကပြုကျင်သည်သို့သောထိုနည်းနှင့်မှသင့်တော်လျောက်ပတ်သည်မို့အားလုံးကလက်ခံလိုက်ကြပါ၏ဤသို့ဖြင့်ရွာဝင်ဆိုင်ပုံ၌အထင်ရှားမှတ်သားပြုရန်အယုတ်ရွေးကြသည်ခလောက်နီရွာ၌တကြီးငယ်စဉ်ကဖခင်ဤကျွဲတခြင်းကိုလက်ဖွဲ့ပေးရမှပါလာသောခလောက်ကိုအမိဆွဲ၍ခေါ်သည့်အတော်ရွာဝင်ဝ၌ခလောက်ဆွဲထားသောကျွဲရုပ်ကိုပြုလုပ်တင်မှာကြောင့်အချို့ကအဆိုပြုကြသည်အချို့ကမူတကြီးရာလက်ဖွဲ့ပေးခဲ့သောခလောက်နီကိုအဆွဲပြု၍ရွာအမိမဲ့ခဲ့သည်မှာမှန်သည်သို့တော်ညာရွာကိုဝင်လိုက်သည်နှင့်မြင်လိုက်ရသည်ကကျွဲရုပ်နှင့်မန္တာရဖြစ်မည်မဟုတ်ထို့ပြင်ရွာဖြတ်သွားသူများကလည်းကျွဲရုပ်ကြီးကိုကြည့်၍ဤရွာမှာကျွဲကိုးွယ်ကြသောရွာလားဟု၍သမုတ်ခံရလျင်ဆိုပေါ်ရမရှိနိုင်တော့ထို့ကြောင့်ရွာထိပ်ဆိုင်ပုံ၌ကျွဲရုပ်လုပ်ခြင်းကိုကန့်ကွက်ပါကြောင်းအချို့ကလည်းဆိုပြန်၏ရွာဝင်ဝါ၌ကျွဲရုပ်ထားခြင်းဖြင့်ဒီရွာနေလူများကျွဲများအဆင့်များသာရှိသည်ဟုအထင်ရောက်နိုင်သောကြောင့်ခံနိုင်မွေရမရှိထို့ကြောင့်ကျွဲရုပ်အဆိုကိုကန့်ကွက်ခြင်းကိုထောက်ခံပါကြောင်းရွာလူများဆိုင်ဘုတ်တင်ရန်အခက်ကြုံနေကြ၏အချို့ကလည်းဒါပြင်အင်အားကြီးမှပါသောစင်ရုပ်ကိုပြုလုပ်တင်ပါလျင်ရောအမြင်မတော်စင်တော်နဲ့ခလောက်ဆိုတဲ့ဆိုရိုးစကားရှိ၍စင်ရုပ်နဲ့ခလောက်နေမသိတော်ပါကြောင်းထို့ပြင်စင်ရုပ်ဆိုသောကြီးမှခုံရှိမှမို့ကြီးမှသောစင်ရုပ်ပြုရန်မိလက်မြေများအများပြားကုန်မှမို့မှတ်တတ်နိုင်ပါကြောင်းဒါပြင်ဤရွာ၌ပေါ်များသောတတဝါများကိုစားပြုရုပ်ထုပြုလုပ်ရင်ရောဤရွာ၌ငပြေမသာပေါ်ဤထို့သို့ပေါ်များသောငပြေမကိုရုပ်ထုလုပ်ပါကငပြေမပါဇက်ကမြည်သို့ထားမည်နိဟာစီလုပ်တာပါကငပြေမမှာလာသမျှလူကိုပြောင်ပြနေတကယ်သူပါဇက်ပိတ်ထားရင်လည်းငမြချိန်မိ၍သေကာနိငပြေမကဲ့သို့ဖြစ်နေမည်ဟုမှတ်သိရင်တော်ပါကြောင်းဒါပြင်ငပြေမနှင့်ခလောက်မှာမြည်သို့မှမလိုက်ဖက်ပါကြောင်းစသဖြင့်ဆိုကြသည်ဤသို့ဖြင့်ရွာဆိုင်ဖို့အမှတ်သားထုလို့ရန်အကြံတစ်ခုဖြစ်ကြသည်ခက်သည်ကရွာ၌သူရဲကောင်းဆိုသည်မှလည်းမပေါ်ဘူးပေါ်များတီကဇဘဘုံဆိုတော့စတူလိုမီဘဘူးစရာကလည်းဇဘာဘုံမထုတဲ့
ဤသို့ဖြင့်အခက်ကြုံနေရ၏ဤဒီကိုတကြီးဥဖို့နီကကဲဒါဖြင့်အားလုံးကြိုက်ကြတဲ့ဒေါင်းပုံပြုလုပ်ရင်ရောတကြီးရဲ့အဆိုကိုအားလုံးသဘောကျသွားတော့သည်ဒေါင်းရုပ်ဆိုသည်ကတော့တရွာလုံးအကြိုက်ပဲထို့ကြောင့်ကန့်ကွက်ရမရှိဟေးဒါဖြင့်ကိုဒေါင်းရုပ်လုံးမလားကဒေါင်းရုပ်လုံးမလားဤဒီကိုခေါင်းချင်းဆိုင်ကြပြန်သည်ကာတောင်းယူဟာဖြင့်အသွင်သာလှတော့လဲအသွင်မှကြည့်ရင်ခေါင်းမမြင်ရဖိနံပြနေတကယ်လို့သာတို့ရ၍အပြင်မှကြည့်ရင်လှ၍ရွာတွင်းမှကြည့်ရင်တောင်းဖင်မှာကြက်တီသုံးလာပါကြောင်းဒါဖြင့်ခွတ်တောင်းဆိုရင်ရောခေါ်တောင်းမှာသေးသေးတော်တော်အလွန်လှသည့်အပြင်မန်ပါလှပါကြောင်းထို့အပြင်သူရဲ့မိမှလည်းတောင်းလိုဖွာထွက်မနေကြည့်လက်သိသည်ဆိုပြင်စူးစီးထားသောကြောင့်အမြင်မရိုင်းပါကြောင်းဒါဖြင့်တရွာလုံးရဲ့အကြခွတ်တောင်းကိုသာရွေးချယ်သင့်ပါကြောင်းအားလုံးတညီတညွတ်ရွေးချယ်လိုက်သည်ဒါဖြင့်ခလောက်နီကရောမေးစရာဖြစ်လာပြန်သည်သို့တော့အားလုံးတညီတညွတ်တဲ့ဖြင့်ခလောက်နီဆိုင်ဘုတ်အားသေးသွဲသောဒေါင်းလည်းပင်၌ချိုးဖြင့်ချိန်ဆွဲထားစီလိုပါကြောင်းဆုံးဖြတ်လိုက်ကြတော့သည်ကျွမ်းကျင်သူများနဲ့တိုင်ပင်တော့ခွတ်တောင်းလည်းပင်၌ခလောက်နီအကြီးကြီးချိန်ဆွဲဖို့ဆိုတော့မဖြစ်နိုင်ကြောင်းခွတ်တောင်းလည်းပင်ကသေးသွဲပြီးတော့ခလောက်မှအကြီးမားလာသဖြင့်မြင်ရန်မသိပါကြောင်းဆိုသည်သို့တော်လည်းရွာသားများကလက်မခံခွတ်တောင်းကခလောက်နီကတက်နေထားရင်လည်းမကြိုက်ခလောက်နီကိုခွတ်တောင်းကရွက်ထားသည်လည်းမကြိုက်သည်မို့ခလောက်နီနှင့်ခွတ်တောင်းတသားတည်းကြနေစီရန်လဲဘင်း၌သာချိန်ဆွဲလိုပါကြောင်းစသဖြင့်အကြောက်ကန်ညင်ရမတတ်တာတော့ဤသို့ဖြင့်ခလောက်နီရွာသားများလိုအပ်သောဆိုင်းဘုတ်ကြီးပြည်စီရှင်တို့ရောက်လေ၏သို့တော့ခွတ်တောင်းကမန်ပါတော့ခွတ်ချင်ပါရဲ့ဒါပေမဲ့လည်းသူ့လေပင်မှာသူ့နဲ့အစမတန်လှကြီးမားလာတော့ဆိုင်းဘုတ်ကြီးကိုဆွဲထားရပြီထခုတ်ဖို့ပင်မပြောနဲ့ထိုဝန်တော့ဝင်ဖို့ကြောင့်လေပင်မကြိုးကြစေရန်ပင်ချောင်းပင်မစိုးရဲပဲအနိုင်နိုင်ပင်မထားရလေတော့တည်းခလောက်နီကျေးရွာတွင်ဖြစ်ပါသည်ဒီအခန်းဆက်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းစဉ်းစားကြည့်မိတာဘယ်လိုလဲဆိုတော့ဒူတဦးဆံပိုင်ဘရင်ခေတ်ကလေးကအလံတော်ဆိုတာကထောင်းအလံတော်လေနိုင်ငံရဲ့အမတ်သားတစ်စိတ်ဆိုတာလဲထောင်းတစ်စိတ်ပဲအဲရှိခေတ်တော့ကတော့မှထောင်းတင်ကားပြဆက်ရုံလို့ထောင်းတစ်စိတ်တင်ကားတွေလို့ဆိုပြီးတော့အဲ့လိုတော့မင်းတို့မင်းလက်ထက်ကနေစပြီးတော့အဲ့ဒီအရင်ကတည်းကနေစပြီးတော့တုံးဆွဲခဲ့ကြတာပါတော်မူတီဘောမင်းဘရင်လက်ထက်မှာသုံးတာတော့မှအလံတော်ကထောင်းအလံတော်ပဲခေတ်ဆက်လက်ပြောင်းလာခဲ့ရလဲထောင်းအလံတော်ပဲဒါပေမဲ့တစိမ့်အမှတ်သားတွေသုံးတာကြီးလဲထောင်းတစိမ့်ပါပဲနောက်ပိုင်းကျမှဘယ်ကနေဘလို့လုပ်ပြီးတော့ချင်းသေးပုံကြီးဖြစ်သွားတယ်မသိတော့အဲ့ဒါကိုစဉ်းစားလို့မရဘူးတမိုင်းကြောင်းလေးရှာလို့မရဘယ်လိုမှမသိရတမျိုးစဉ်းစားကြည့်ရတာတော့ချင်းသေးဆိုတဲ့တတဝါဟိန်းတက်ဟောက်တက်တဲ့တတဝါလေအဲ့လိုဟိန်းဟောက်တက်တဲ့တတဝါပုံစံယူထားရဲဆိုတော့အထက်ကနေနေတဲ့ကောင်တွေကဟိန်းချင်းဟောက်ရှင်လို့မရအဲ့သဘောများယူထားသလားတော့မပြောတတ်ဘူးပေါ့လေဒါတော့ဘာမှမဟုတ်တွေးမိတာစဉ်းစားမိတာလေးပြောပြချိန်ပေးပြီးတော့ live ပါနာစင် clip ပြခဲ့ကြတဲ့တော်လန် clip ကတဝူတယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရုပ်ပံမျှဝေမှုအားနည်းချက်ကြောင့်မလို့ဒီအခန်းဆက်လေးရရတာရောပါသွားကြတယ်ဆိုလို့ရှိရင်လည်း click ကားတို့ကသိခံပြီးတော့နားလည်ပေးဖို့မေတ္တာရက်ခံခွင့်ပန်ပါတယ်ခင်ဗျာကလပါရွက်လေးကိုစားပြတဲ့ကံကောင်းခြင်းတို့ကလစ်ကားတို့နဲ့ထပ်တူရှိနေနိုင်ပါစေဟုတ်ကဲ့တော်လန်လေးစေနေရများပါခင်ဗျာ